Hello guys ကဲဒီမှာတော့ Izumi ပါရှင် Izumi လွမ်းနေတာမဖြစ်ပါနဲ့ဆက်လာပါဒီမှာ Izumi ရဲ့ရွာလေးလိုက်ပြပါမယ်အခုဆိုရင်ဒီပါပါနော် Izumi ကရွာကိုလုံးဝတီထောင်ထားပါတယ်ခေါ်ဒီမှာဒီရွာရဲ့နာမည်ကျော်ကြီးပါရှင်ဟဲ့တိတ်တယ်မလားလာတော့ပြန်လာပါတယ်ကဲဆက်လာရှေ့ဆက်တော့မယ်နော်မှာ Izumi ရဲ့အရေးလိုက်ပြမယ်ပေါ့နော် Let's go စချင်မယ်ကဲအခုဆို Izumi ရဲ့အရေးကိုကြားရဂျပန်စတိုင်းလေးဆက်လာပါဘုရားမပန်းညာလေးရှိပါတယ်ပြီးအထဲဝင်ပြပါမယ်ရှင်အထဲဝင်ပြပါမယ်ငါလည်းစကျွန်တော်အိမ်ထဲဝင်မယ်ကဲငါကတစ်ခါပြန်3နှစ်လောက်ပြန်ပြရပါတယ်အမြင်နဲ့အပေါက်မတိတ်တယ်ခါlet's go အထက်မှာဟိုမှာတော့ဒီလိုတော့မှာပါရှင်ဒီလိုမျိုးကတော့အမားရယ်ရကြတော့လာပြီးတော့ဆင်းလာတာဒါကြစပိုင်းဆိုင်ခါတယ်ကဲစပိုင်းကြီးပါလာတယ်ဒီမှာလည်းမျိုးဟာဒါမဲ့တာတူတူကဲထားပါဒါကြစပါးတင်ဆိုင်တာလည်းပြီးတော့ပါလိုက်နေတော့ငါပြပန်းနေလေဟာဟုတ်ရပန်းနေလေနော်ဘာလို့လဲတဲ့ရိုက်ရုံလေးတော့ပါပါမခင်ဗျားတို့အချစ်တော်လေးပါရှင်တွေ့ကြရင်တူပြောရတယ်လေအဲ့ဒါမျိုးကြိုက်ကြမယ်1 2 3ဟာဘယ်လိုလဲဆက်ဒီမှာပါကျမတို့လည်းနေတာပါလေလာပါလေမလာပါနော်ဒီနမ်းပြေးရကြတာဆက်တော့မှာပါနော်ဟောဟုတ်တယ်ပြန်ရတဲ့ဟုတ်ကဲဒါတော့ဒီနေ့အဲ့ဒါတော့လိုက်ကြပါမယ် let's go ကဲပတ်တာကဲအခုတော့ခုနကစတော့ပြန်လာမှတ်ကြပါမဇမီခရစ်ပါအဲ့ဒါအန်ဒါတော့ဖြစ်နေလို့နေတာစကယ်လီတာဒီမှာလည်းတက်ပါလားအဲကြွားသားတွေရဲ့တပံလက်လာလေးပါကျော်ကြီးတပါလို့နော်ကြတော့အကြီးကရှာဆွဲလာတယ်နော်ဘာညာကဲဒါတော့ကျွန်တော်တို့ရဲ့အကူကြီးဖြစ်တဲ့ကျွန်တော်အကူကြီးဖြစ်တဲ့မင်းနိုင်ပါလို့ကဲဆက်လာတာအိတ်ခါနော်ဒီခါမှာအခုဆိုရင်ဒီမှာတောင်းလာမယ်ကြာဆောက်ဆင်လာမှာချက်သေးရရှိပါတယ်ချက်တဲ့မှာရှိတယ်ဘာမှမရှိပါဘူးအမှန်မရှိပါဘူးဆိုတော့ဒီမှာမီးလို့ရှိတော့ဒါဒီတိုင်းအပူပိကဘုံကတော့အပေါင်းမပါဘူးကဲအခုဘက်တာမလားကရင်ပေါက်လေးရတဲ့မလားအခုဟွန်းနာလန်လေးရလိုက်ကြဟွန်းနာလန်လေးရလိုက်ကြ let's go ဒီနာလန်ကတော့အပေါက်ရမဟုတ်ပိတ်ထားတယ်ကာယူဝဲကာရလားဒါရုပ်ပြပြတယ်ဒါကလည်းတူသွားမယ်ဆိုရင်ကားကြရပါမယ်ဒီအားကြရရအောင်မရှိကိုယ့်ဆောက်ဒီကားကြကျလာတဲ့ TV ပါTV ရဝင်ကြလာမယ် let's go ဒီဒီကတော့ဖွင့်ပါတွေ့တယ်ရှိလေအားတူတော့အောက်ကတိတ်မလာရဆိုရပါဘတော်ဝိုင်းလည်းတချင်းတန်လေးပါလေးပဲကြားရပါတော့တချင်းတော့ဖွင့်ရအောင်ဒါလေးပါပဲရှိပြီးတော့ပြန်ထွက်တော့ပြန်ပိတ်ပြီးဖျားသွားကြပါမယ်ဖျားသွားဖြတ်လာတော့ပတ်သွားပါတော့ပတ်ကြည့်ကြတော့ပါတယ်ကဲဒီမှာဖျားမှာစစရောက်တာနဲ့တန်းပြရတယ်ပါလေးလဲဆိုတော့မိဘပြတယ်လားပွဲကြရင်တော့ပွဲကြမှာပါရှိရဆိုတော့ဒီမှာကျော်ရဲ့ဆိုင်မှာတုံးဒီပါငါးများလိုက်ရပါတယ်ဒီကအင်းကြီးကစားဆိုင်မှာအသက်ဖွင့်လာပါအင်းမဆောက်ဖွင့်လာပါဟိုကျလေးပြီးကဲမရောက်စားကဲမရပါဘူးဆိုင်တော့နော်စားကြဆိုင်ပေါ့ဒီမတ်ဒီပေါ်လုံးကိုမြေလို့ရောက်နေဆိုင်လေးပါအေးမတောက်တွဲလေးလာပြီးဒါကျတော့အတွဲတွေပါတယ်ထိုင်မှုတိတ်တယ်ဒီတော့ကုန်ပြီဝင်နေလက်စားတယ်တော်မလားအခုဆိုရင်ဖျားဝင်ပေါက်မှာဖျားနိုင်လို့ရှိပါတယ်ဝင်ပါတယ်စောင့်ဝင်ကနေကြအတွဲတဲ့အတွက်ခေါင်းလောင်းလေးလုပ်ပေးတာပါတယ်ရှင်အဲ့ဒါနေပြီးတော့ဘာပေါ့နော်ခေါင်းလောင်းတီးပြမယ်ခေါင်းလောင်းတီးရတယ်ဟိုကျွားရပြရတယ်ဒီမှာတော့အလားလိုက်စနေတာပါဖျားပေါ်မှာဒါလေးထားခဲ့ရတယ်ထိုင်နေပါမယ်ရမယ်ပြင်တဲ့နဲ့ရှောက်ဝိုင်းနော်ဒီမှာចောင်းစောက်ပြရတယ်ចောင်းစောက်တော်တော်လေးအုံမင်းနေပါပြီဟုတ်တယ်ဗျအကျော်သားလေးချုံလို့တူနေခဏမှတာလေးလားတော်တော်ဟဲ့နွား
ကဲဆရာကဒီမှာလည်းဒီတိုင်းစီပြီးတော့လည်းပါရှိတယ်ဆိုဘာမှလည်းမရှိပါဘူးပြီးရင်ကျွန်မတို့အခုလိုခုံချလိုက်ပါမှလည်းရှိပါရှင်ဒီထဲမှာဘာမှလည်းမရှိရဆိုရင်တော့မယ် let's go ရတယ်တော့မယ်အခုဆိုရင်ကျွန်တော်တို့လမ်းလျှောက်ထပ်ပါလေရှင်ကိုလိုက်ဟုတ်ပဲတော့မယ်ဆိုတော့ဟိုတယ်လိုက်ပြဟုတ်တယ်မှာအခန်းလေးရှိပါတယ်ဟုတ်တယ်တခုရှိပါတယ်အခန်းလေးရှိတယ်ပေါ့နော်အဲ့ဒါလိုက်ပြမယ် let's go အခန်းထဲကအများကြီးပေါ့နော်ကျင်းနေကျင်းလူတွေတက်တော်စီပါလေကဲ let's go သွားမယ်ဟုတ်ဒီမှာ iron ကလာ let's go ဒီမှာလည်းတကားမယ်နော်ဆက်ပြီးရည်တော့မဟုတ်ပါဘူးဒီတိုင်းပါမယ်ရရတယ်ပထမဆုံးအခန်းနှခမ်းကြည့်ပါလေနှစ်တွဲပါဒီမှာတစ်ခန်းရှိပါသေးတယ်ဟုတ်ပြန်ထွက်မယ်အော်ဖွင့်ရပြဒီကကြာရပြီပေါ့နော်ဒီဘက်မှာတစ်ခန်းရှိပါသေးတယ်ခန်းပါlet's go ပေါ်တော့မှာပါပါတယ်အဲ့လိုပဲနှစ်တွဲတယ်ဗမာလေးပါလားဒီတော့ဝင်လာဆင်းဖြစ်ပါဒီမှာဝိုင်းလိုက်တွေ့ပါမယ်တော့ထားကြဟာအော် sorry ဒီမှာဝိုင်းထားလိုက်တာနဲ့ဝရနာလေးတွေ့ပါမယ်ဝိုင်းနာပါမယ်ဝိုင်းနာလေးတွေ့တယ်ငါရှုပ်တင်ကြည့်ပြရနော်ပေါ်တော့တာရမယ်ဆိုရင်ရှုပ်လေးကအပေါ်တော့တာရရတယ်နော်တာရမယ်အပြင်ဘက်ကကြည့်ရတယ်ခုစားလေးရနော်ရှုပ်တင်တာရလေးခိုင်းကြည့်ပါလားရှုပ်တာလေးလည်းကြည့်တာပါပဲခေါင်းနော်ဒီမှာဆိုမြေတော့ပါရှိပါလေမွေးလာတယ်ဘာညာကြိုင်စင်းလေးရမ်းကောက်ပဲလို့စင်းလေးရမ်းကောက်ပဲလို့ဒါအကုန်ပဲပေါ့နော်။နောက်ရဲ့ဗီဒီယိုရိုက်နေမှာလာပြီးတော့ဒီတန်းမတီးတော့မလို့ကိုယ်လည်းဘာမှတင်မရှိဘူးဒီမှာတီးတော့ရှေ့ရကြောက်ရတယ်မင်းကကာလာကြီးအဲ့ကောင်လည်းတော့မတက်တယ်မင်းလည်းနေဒီကမလို့အဲ့ကူမလုံးနဲ့အနီးကဟုတ်ဒီကဘာလဲရှေ့ရလေးဆိုလို့မျက်လုံးကာလာတယ်လာလို့ဘိုက်လေပြအေးတလားဟာတီးတယ်အကျူတီးတယ်ငါမိုင်းဝက်ဗီဒီယိုလုပ်ပြီးဆိုတယောက်ရောက်ပါတယ်တပတ်ပဲပါတယ်အဲ့အများကြီးတော့မရှိတော့ဘူးဒီမှာပြလိုက်ပါတယ်ရပါရှင်ညမပြောင်းပါကဲညာပဲအလားတူမဟုတ်တကယ်လည်းထားပါဖះမှာဆိုရင်လင်းနေပါလေဒါပါပဲဘာလာလေးလုပ်ကြတယ်အဲ့ဒီမှာနေဘုံပြန်လေးပဲရှိပါတယ်ဒီမှာချစ်ကိုလေးဝေးချိုင်းဖះလည်းမှာပြရမယ်အလားလေးပါနေဘုံပြန်လေးပါအဲကျွန်တော်ပြင်ခဲ့တယ်ဒီရလေးကနေဘုံပြန်လာလေးဆင်လာပါလေလာတယ်ဟာမေးလေးရပြန်နဲ့ထောက်ပါလေးပါလေးရှိတယ်ဒါတော့အခုဆောင်တော့ကျွန်တော်ရဲ့ရွာလေးအလားပါလေးလိုက်ပြပြီးတော့ဗီဒီယိုလေးပါမယ်ကဲအားလုံးကိုကြည့်လို့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲရှင်နောက်နေ့မှတွေ့မယ်ဘိုင်